လောကိစ္စမိသားစုကိစ္စဒါမှမဟုတ်လူငယ်ပြဿနာတွေကြောင့်စိတ်ဖိစီးမှု stress တွေပြီးနေပြီလားဒါဆိုရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ပါ stress ဆိုတာစိတ်ထဲမှာပဲဖြစ်တာတော့ထင်ရပါမယ်တကယ်တော့ခန္ဓာကိုယ်ကျန်းမာရေးကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်စိတ်ဖိစီးမှုကြာရှိကြရင်သွေးတိုးနှလုံးရောဂါစာရင်ရောဂါနဲ့ပူကန်ကျဆင်းတာတွေအထိဖြစ်လာနိုင်ပါတယ်စိတ်ဖိစီးမှုတွေကိုပေါ့ပေါ့ပါပါချောခန့်နိုင်ဖို့ဒီနည်းလေးကိုစမ်းကြည့်လိုက်ကြရအောင်နံပါတ်1ဒီခွန်ရှစ်တက်ရှူနီကိုသုံးပါစိတ်တူလာတဲ့အခါဒါမှမဟုတ်လူကတုံလို့လာတဲ့အခါအခေါင်းကနေ4စက္ကန့်ကြာဒေကိုရှူသွင်းလိုက်ပါ9စက္ကန့်ကြာအောင်လာပါပြီးရင်10စက္ကန့်ကြာအောင်ပါးစပ်ကနေဒေကိုဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်ပါဒါအသင်ရဲ့အုံနောက်ကိုချက်ချင်းနေတက်သွားသေးပါတယ်နံပါတ်2 digital နားယူခြင်းတစ်ခါလေမှာဖုန်းနဲ့ရတဲ့နေမူကွင်းရပုံကတခြားသူတွေရဲ့ဘဝတွေနဲ့ဟူကိုနှိုင်းယှဉ်မိတာက stress ကိုပုံများသေးပါတယ်တနေ့ကိုအနည်းဆုံး1နာရီတော့ဖုန်းကိုအဝေးမှထားပြီးဟူကိုချိန်ပေးလိုက်ပါနံပါတ်3ကိုလက်လှရှာမှုစားတော့ပါလမ်းလျှောက်တာဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်တာကခန္ဓာကိုယ်တွေကစိတ်ပျော်ရွှင်စေတဲ့ endorphin ဟော်မုန်းတွေကိုထွက်စေပါတယ်စိတ်ရှုပ်နေရင်15မိနစ်လောက်လမ်းလျှောက်ထွက်လိုက်တာကခေါင်းလုံးစိတ်တစ်ခွက်ပါပဲနံပါတ်4ရင်ဖွင့်တိုင်ပင်မှာစိတ်ထဲမှာအောင်းလာတာကပောက်ကွဲတဲ့ပုံတစ်လုံးကိုစောင့်နှားတို့ပါပဲစိတ်ချရတဲ့တငယ်ချင်းမိသားစုဝင်တယောက်ယောက်ကိုရင်ဖွင့်လိုက်တာကရင်တင်ကအလုံးကြီးချတာလို့ခန္ဓာရနေပါတယ်နံပါတ်5အရေးဝဝဟစ်ပါအရေးပြတဲ့အခါစိတ်တူလွယ်ပြီးစဉ်းစားဆင်ခြင်နိုင်တွန်းချဆင်းတတ်ပါတယ်တနေ့ကို9နာရီကနေ10နာရီအထိအိပ်ဆက်ခြင်းက stress ကိုတိုက်ထုတ်ဖို့ခေါင်းဆုံးနေပါပဲသတိထားရမှာကစိတ်ဖိစီးမှုဆိုတာလူတိုင်းမှာရှိပါတယ်ဒါပေမဲ့အဲ့ဒီစိတ်ဖိစီးမှုကသင်ဘဝကိုထိန်းချုပ်သွားတဲ့ကိုကသင်ပေါ်မှာပဲမဟုတ်တည်ပါတယ်ဒီနေ့မှာကိုဖြန်ပြီးဆက်ဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကထင်ထွက်ချူးရှိရဆိုရင်မိတ်ဆွေတွေလည်းမြင်အောင်ဝင်ညပေးလိုက်ပါအောင်